အားလုံးပဲမင်္ဂလာပါခင်ဗျာပွဲနေမလွတ်တမ်းကြီးစုခံစားလို့ရအောင်စီစဉ်ပေးနေတဲ့ The Square Theater မှာဆိုရင်တော့လာမယ့်10လပိုင်း18ရက်နေ့မှာဝိုင်းစုခိုင်သိန်းနီနီခင်စောနဲ့ဝိုင်းကြီးတို့ရဲ့ Three Lady Show ကြီးရှိပါတယ်ဒီပွဲကြီးမှာဆိုရင်တော့ကျွန်တော်အသေးကွဲသချင်းတွေနဲ့တီဆိုချော်ပြေပေးတတ်တဲ့ဒေသရှင်ဝိုင်းစုခိုင်သိန်းရဲ့ album ပေါင်းများစွာတွေကမှအမိုက်စားသချင်းကောင်းများစွာကိုလည်းကြီးစုခံစားကြမှာဖြစ်ပါတယ်ဒါ့အပြင်ကျွန်တော်တို့ဝိုင်းစုခိုင်သိန်းရဲ့ထွက်ဖို့ပြင်ဆင်နေတဲ့မတော်တဆဆိုတဲ့သချင်းလေးရရောလာမယ့်18ရက်နေ့မှာအချိန်ကိုက်မီပြီးတော့ပေါ့နော်သချင်းလေးချပြဖြော်ပြပေးသွားမလားဆိုတာလည်းတော်တော်လေးစိတ်ဝင်စားဖို့ကောင်းနေပါတယ်။ပါဖူးဖြစ်တဲ့ vocal နဲ့အတူအသေးခွဲချဲနဲ့တခြင်းတွေတီဆိုတတ်တဲ့ဒေသရှင်နီနီခင်စောရဲ့အမိုက်စား performance တွေကိုလည်းကြည့်ရှုခန်းစားကြမှာဖြစ်ပါတယ်။ဒါအပြင်လွန်ခဲ့တဲ့2လလောက်ကမှထွက်ရှိထားတဲ့နီနီခင်စောရဲ့ Phoenix ဆိုတဲ့ album နဲ့ဘလို့တခြင်းကောင်းတွေကိုရွေးထုတ်ပြီးတော့တီဆိုဖြော်ပြပေးသွားမလဲဆိုတာကိုလည်းကျွန်တော်18နေမှာကြည့်ရှုခန်းစားကြမှာဖြစ်ပါတယ်။အချစ်အလွမ်းဆွေတခြင်းလေးတွေနဲ့ live ဖက်တဲ့ဒေသရှင်ဝိုင်းလေးကတော့မဆိုရာကြားတဲ့တခြင်းလေးတွေပြင်ဆင်ထားတယ်လို့သိရပါတယ်။ဆိုတော့အမိုက်စားပေါင်းဆက်ပေးမယ် Three Lady Show ကြီးမှာကိုယ့်ရဲ့ခန်းစားချက်တွေထုတ်ဖော်ပြသလို့ရအောင် The Square Theater ကိုအရောက်လန်းခဲ့ဖို့အားလုံးကိုဖိတ်ခေါ်လိုက်ပါတယ်ခင်ဗျာ